မဲအောင်လိုင်းဆိုတာအမီးပေါက်ယုံတွေမကအမီးတောင်တော်တော်ရှည်နေပြီဖြစ်တဲ့ကြဘိုးပဲစစ်အာဏာရှင်အစာအုပ်တစ်ခုလုံးကိုဖြိုဖျက်ပစ်နိုင်မှသာပြည်သူတွေနဲ့အသက်ဆက်နေတဲ့ကြဘိုးတွေကင်းစင်မယ်မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့စောင်းမရှင်လင်းဆက်ငိမ့်ချမ်းရဲ့အမီးပေါက်နေတဲ့ကြဘိုးဆိုတဲ့စောင်းပါဖြစ်ပါတယ်ကြဘိုးဆိုတဲ့ဝေါ်ဟာရကိုတိတဆအရွယ်ကလေးကကြားဘူးခဲ့ပေမဲ့အရှင်လက်လက်မြင်ဘူးတာကတော့16နှစ်သားအရွယ်တုန်းကပေါ့ကျွန်တော်နေထိုင်ခဲ့တဲ့ကျေးလက်ဟာကြဘိုးဆိုတဲ့တရဝါလေးနဲ့ဘာကိုဘာမှမဆိုင်တဲ့ကြဘိုးကင်းမဲ့ဆုံးပါကျေးလက်ကအိမ်များစုကိုတစ်သားခင်းတွေနဲ့ဆင်ရင်ထားကြပေမဲ့တန်ရှင်းစွာနေထိုင်တတ်မှုဟာကျေးလက်ရဲ့အလေးထားဖြစ်နေတာကြောင့်ဘယ်အိမ်မှာတော့ဖြင့်ကြဘိုးရှိတယ်ဆိုတာမျိုးမကြားမိပြီးတော့ကိုယ်အိမ်လာတဲ့ဧည့်သည်ဖြင့်တကြွကြွနဲ့ကြဘိုးကြိုက်ခံရတယ်ဆိုရင်အင်မတန်မှကိုရှက်စရာပါကျေးလက်ဗေဒမှာကြဘိုးဆိုတာကိုဂုံတိတ်ခါကင်းမဲ့မှုရဲ့အမှတ်လက္ခဏာပေါ့ကြဘိုးဆိုတာလူသွေးကိုစိုးယူစားတောက်ပြီးအသက်ရှင်နေထိုင်ကြတဲ့အစာပါနွေရာသီကျောင်းပိတ်ရဲ့ယထာကြီးပျော်ပျော်စည်းကရန်ကုန်သွားတဲ့အခါနေထိုင်ရင်းနဲ့တစ်ချက်တင်ပါမှာစစ်ခနဲ့ဘာကောင်ကိုင်မှန်းမသိလို့လူကြီးတွေကိုမေးကြည့်တော့အဲ့ဒါကြဘိုးကြိုက်တာတဲ့လှုပ်ရမ်းနေတဲ့ယထာပေါ်ဘသူကမှကြဘိုးရှာပုံတော်ဖွင့်မတက်ကြမှန်းကြဘိုးတွေကိုယ်တိုင်တိကြလို့ပဲလားကြဘိုးဆိုတဲ့အစာကရရင်ရတယ်လို့အလစ်ဝင်တွေ့တတ်တဲ့အစာလားယထာပေါ်ကြဘိုးကြိုက်တာကမကြာခဏဆိုသလိုကြဘိုးကြိုက်ခံရပေမဲ့ကြဘိုးကိုတော့မမြင်ဘူးပါအသက်16နှစ်ပြည့်ကသာ1990ပြည့်နှစ်မှာနိုင်ငံရေးအကျဉ်းသားအဖြစ်မုံရွာထောင်ထဲရောက်မှသာကြဘိုးဆိုတာကိုအရှင်လက်လက်မြင်ဖို့တော့တယ်ညဘက်ဆိုရင်သူတို့ခိုးအောင်ရာကြောင်ကြီးကြောင်ကြားတွေကနေထွက်လာအာဟာရမပြည့်တဲ့အကျဉ်းသားတွေရဲ့သွေးတွေကိုအလိုရမက်ကြီးစွာနဲ့စုပ်ယူကြအကောင်ပုံစံကပုကကတီတီကွေနဲ့ရွန်းရှာဝဲအယောင်စင်းနဲ့သွေးစုပ်နေတဲ့ကြဘိုးကိုဒေါသတကြီးလက်နဲ့ဖိတက်လိုက်တဲ့အခါမဲညစ်ညစ်သွေးတွေနဲ့နန်းအောင်လွန်လာတဲ့အနံပေါ့မုံရွာထောင်ကထောင်တက်တန်းပဲနှူသေးလို့လားအကျဉ်းသားဦးရေတိတ်မများလို့လားတော့မသိကြဘိုးတွေရှိတော့ရှိပေမဲ့တိတ်မများထောင်ထဲရောက်ခါစားလူတွေအတွက်ကတော့ကြဘိုးနည်းနည်းကြိုက်လို့စိတ်နှောက်ယှက်ဖြစ်နေရပေမဲ့အနေကြာလာတော့အခုလောက်နည်းနည်းကြိုက်တာကြိုက်လို့ကြိုက်မှန်းပင်မသိတော့မုံရွာထောင်ကနေမန္တလေးနန်းတွင်းထောင်ပြောင်းဖို့ခံရတော့ကြိုက်လိုက်တဲ့ကြဘိုးတွေမှာအော်တိုက်ညအိတ်ချိန်ရောက်ပြီဆိုရင်နိုင်ဝက်လောက်ကြာရင်ပဲကြဘိုးတွေကအွန်လိုင်းကျင်းလိုက်စစ်ကြောင်းချီတက်လာတယ်လို့မျိုးတက်ရတာကလည်းလက်မလဲကျွန်တော်တို့ကကြဘိုးကြိုက်တက်တာလို့တက်တာရာညာကြဘိုးတက်လာရင်မြင်သာထင်သာရှိလေအောင်ထောင်မုံစံလုံးကြီးအဖြူကိုခင်းအိတ်ကြမနဲ့လဲကြရောအဲ့ဒီလုံးကြီးပေါ်မှာကြဘိုးတက်ထားလို့ထွက်လာတဲ့သွေးညစ်တွေကမနှဲမနော်ပြီးတော့မန္တလေးထောင်ရောက်မှပဲအမီးပေါက်နေတဲ့ကြဘိုးတွေကိုပါမနှဲမနော်မြင်မိပါတယ်ဝိုင်းရင်အကျဉ်းသားကြီးတူကပြင်ပကဘာမှာတော်ယုံမတွေ့နိုင်လောက်တဲ့ကြဘိုးမှုတေချာကြည့်ထားကြလို့ဆိုပါတယ်အမီးပေါက်နေတဲ့ကြဘိုးဆိုတာကြားတောင်မကြားဘူးခဲ့တဲ့တကက်ဝါရင်ကြဘိုးတဆိုးလဲရှေပခွန်အားဗလာတွေလဲပြေဖြိုးလွန်းတာကြောင့်အမီးတောင်ပေါက်နေတဲ့အစင်ပေါ့အဲ့ဒီအမီးပေါက်နေတဲ့ကြဘိုးကိုလက်နဲ့ဖိသက်ကြည့်လိုက်တော်ယုံနဲ့မသိတေဗီဆိုရင်လဲစုပ်ထားဆောင်းထားတဲ့သွေးတွေကဖြန်ကနေပြီးတော့နန်လိုက်တာမှတော်ယုံကြဘိုးထက်ဆဲကားပြန်မန္တလေးထောင်မှာကြဘိုးတွေကြိုက်လွန်းလို့ငွေတက်နိုင်တဲ့ကျင်းသားတွေကဥဆောင်ကထောင်မှုထောင်ပိုင်တွေကိုလိုင်းကြေးပေးပြီးကြဘိုးသက်စီဖြန်းခွင့်ပေးဖို့ခခရရတောင်းမှန်ကြရတယ်ထောင်ကျဆောင်ပချမ်းမှာတော့တဝင်းလုံးနန်းဟောင်းနေတာပဲကြဘိုးသက်စီနိုင်ဖြန်းကြတယ်ဖြန်းပြီးသား2လ3လအကျဉ်းသားတွေကြဘိုးရန်ကင်းအိတ်ဆက်ချင်းမှုကောင်းစွာပြုကြရတယ်ပေါ့3လဒီဘက်လေကြော်လာရောကြဘိုးကြိုက်ချင်းတန်တရာကဖြည်းဖြည်းချင်းပြန်ပြီးစတင်လာတယ်9လလောက်ကြာတော့အရင်တိုင်းပဲပြန်ဖြစ်ယုံနေမကနောက်ပိုင်းမှာအမိပေါက်နေတဲ့ကြဘိုးတွေကိုပါပြန်မြင်လာရတယ်ဒါနဲ့
နောက်တစ်ချိန်ဂျဘိုးတက်ရန်လိုင်းကြီးပေးခရစေဖြန်းတုံးခဏဂျဘိုးတွေသေးပြီးတော့တန်တရာပြန်လဲလာဒီလိုနဲ့မန္တလေးထောင်တဲကအဆောက်အုံမှန်သမျှကိုပြက်ပြစ်လိုက်မှသာဂျဘိုးလုံးဝကင်းသွားမယ်လို့ထောင်3ချိန်ကြာခဲ့ဘူးတဲ့နိုင်ငံရေးသမားကြီးကပြောခဲ့ပူပါတယ်ကျွန်တော်ထောင်ထဲကနေပြန်ထွက်လာပြီးနောက်အင်းစိန်ထောင်အခန်းထဲဂျဘိုးကိုမြင်တော့ဆရာတကုံတာယာအဲ့ဒီဂျဘိုးကိုလက်နက်ကင်ကအခန်းပြင်ဘက်လွတ်ပေးလိုက်တာဖတ်ရပြီးတော့ပြုံးမိပါတယ်ဂျဘိုးတွေကမြင်မကောင်းရှုမကောင်းလူတွေကိုဒုက္ခသာပေးတတ်တဲ့လောက်ဂျဘိုးထိုးတတ်တဲ့လူတွေကလည်းလူပတ်ဝန်းကျင်အတွက်ကောင်းကျိုးဆိုတာမရှိအဆိုးရွားဆုံးကအမြီးပေါက်နေတဲ့စစ်အာဏာရှင်ဂျဘိုးကြီးတွေပဲကျွန်တော်တို့တိုင်းပြည်ရဲ့စစ်အာဏာရှင်ဂျဘိုးတွေကတမိုင်းရဲ့ချောင်းကျိုးချောင်းကြားနေရာတွေကနေပြည်သူမပေးတဲ့အာဏာပလင်ပေါ်လူရက်တက်လာကြသူတွေပြည်သူတွေရဲ့အလောင်းတွေပေါ်မှာအာဏာထူထောင်ပြည်သူသွေးပြည်သူအသက်တွေနဲ့သက်ဆိုးရှိကြပထမစစ်အာဏာရှင်နေဝင်းဟာအာဏာအတွက်ပြည်သူသွေးတွေကိုတောက်ပြီးအမြီးပေါက်ခဲ့တာဟာ26နှစ်ပေါ့နေဝင်းကိုမြန်မာနိုင်ငံရဲ့စင်မြင့်ထက်ကနေပြည်သူတွေကန်ချနိုင်ခဲ့ပေမဲ့စစ်အာဏာရှင်အစာအုပ်တစ်ခုလုံးမဖြိုဖျက်နိုင်ခဲ့တာကြောင့်အမြီးပေါက်နေတဲ့နောက်ထပ်ဂျဘိုးတစ်ကောင်နဲ့ဂျဘိုးပေါင်းများစွာမြမမြေပေါ်ဗိုလ်ကျတိုက်တူးခွင့်ရခဲ့ကြပါတယ်အခုနောက်ဆုံးအမြီးပေါက်လာတဲ့ဂျဘိုးကတော့မင်းအောင်နိုင်ပဲမလုံရတာဘာမှမရှိဘူးဆိုတဲ့ကြွေးကြော်သံနဲ့နိုင်ငံရေးညံရီအမဲဆုံးတားတက်သမားနိုင်ငံရေးညံရီမဲလွန်းတာကြောင့်ဘယ်ချိန်မဆိုသူ့ရဲ့လက်ညှိုးကတနက်မောင်းပေါ်မှသာအစင်တင်တတိယစစ်အာဏာရှင်ဘွဲ့ကိုအလွယ်တကူရလိုက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အာဏာသိမ်းပြီးကမှပြေးရမယ့်အပေါက်ကိုလည်းရှာထားရပြီမို့မုံယိုနေတဲ့စင်တကောင်ပေါ်မှာမြမစစ်အာဏာရှင်တမိုင်းတစ်လျှောက်ညံရီအမဲဆုံးအရှက်မဲ့ဆုံးပြည်သူအသက်ဆုံးအရက်ဆက်ဆုံးပြီးတော့သူ့မျက်နာပေါ်ခုတ်ရာထိရာတန်ရာပြပွားနဲ့အရှုံးပေါ်အရှုံးတွေထက်လာတာကြောင့်ရှုံးရမှကြောက်ပြီးဘာဆိုဘာမှမမြင်တော့တဲ့အရှုံးမဲနေတဲ့ထမင်းလွတ်ဟင်းလွတ်ယူနေသူတူရဲ့လက်ထဲတနက်ရောက်နေသလိုကလေးလည်းမရှောင်တက်ကြီးရွယ်ကိုလည်းမရှောင်အမျိုးသမီးလည်းမရှောင်ပြစ်ထည့်လိုက်မယ်ဆိုတဲ့သူပေါ့မေလ12ရက်နေ့တပင်းမြို့နယ်အိုးရိန်တွင်းရွာစာတင်ကျောင်းမှာကလေးတွေစာတင်နေတဲ့ချိန်တိုက်လေရင်နဲ့ဘုံကျဲချခဲ့တာဟာတော်ယုံစစ်အာဏာရှင်တယောက်မတွေးဝင့်ခဲ့တဲ့မင်းအောင်လှိုင်ရဲ့စိတ်တစအနာပေါ့ဖြစ်ချင်ဟာဖြစ်စစ်အာဏာလက်မလွတ်ရရေးတီနံပါတ်1ဖြစ်ကြောင်းဖော်ပြချက်ပေါ့ဒါပေမဲ့မင်းအောင်လှိုင်ရဲ့စိတ်တစအနာကအခုမှပဲဟုတ်မလဲ2022ခုနှစ်စက်တင်ဘာ16ရက်ကလည်းတပင်းမြို့နယ်လက်ရက်ကုန်းရွာစာတင်ကျောင်းမှာစာတင်နေတဲ့ကလေးငယ်တွေကိုရဲရင်ဘော်ကနေစိတ်ကြိုက်ပစ်ခဲ့ပူပါတယ်2020ခုနှစ်အောက်တိုဘာလထဲမှာပဲလူ60ကျော်သေဆုံးခဲ့တဲ့ဖားကန့်မြို့နယ်အနံ့ပါရွာဘုံကျဲတပ်ဖြတ်မှု2023ခုနှစ်ဧပြီ17ရက်လူ150ကျော်သေဆုံးခဲ့တဲ့ကမ်ဘလူမြို့နယ်ပစီကြီးရွာလေကြောင်းတိုက်ခိုက်မှုဂျဘိုးဟာလူသွေးတွေနဲ့သာအသက်ဆက်နိုင်တယ်လို့မင်းအောင်လှိုင်ကလည်းပြည်သူသွေးတွေနဲ့သက်ဆိုးရှည်နိုင်အောင်စူးစမ်းရတာပဲစမ်းမလဲအိုးရိန်တွင်းရွာလူသက်ပွဲပြီးနိုင်ငံတကာတိုင်းဝိုင်းကထုံးစံမပြတ်ပြင်းထန်စွာကန့်ကွက်ရှုံချကြကြောင်းတွေထုတ်ပြန်ကြပေမဲ့မေလ23ရက်မှာရသေးတောင်မြို့နယ်ထွန်းရဝေရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ရမှာကလေးတအုပ်အပါဝင်အရက်သား73ဦးထက်မနည်းသေဆုံးခဲ့ပြန်ပါတယ်။နောက်ထပ်စာတင်ကျောင်းကိုဘုံကျဲခဲ့တာတွေလည်းရှိပါတယ်။နေ့စဉ်မပြတ်လေကျောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့သတင်းတွေအော်တိုက်လို့ပေါ့။အဲ့ဒီတော့ပြင်းပြင်းထန်ထန်လေကျောင်းတိုက်ခိုက်နေတာတောင်အနောက်အုပ်စုနိုင်ငံတချို့ကအိုးဒိန်တွင်ရွာစာတင်ကျောင်းကိစ္စကန့်ကွက်စာထုတ်ရမှာစစ်ကောင်စီအနေနဲ့ဆွေးနွေးညှိနှိုင်းအပြေရှားပါလို့တိုက်တွန်းနေပြန်တော့အမြင့်ပေါက်နေတဲ့ကြဘိုးတွေကိုသွေးမဆုပ်ဖို့ဖြောင်းဖြနေတာလားလို့တွေးမိပြီးပြုံးရပြန်ပါတယ်ပြီးတော့မန္တလေးထောင်ထဲကအဆောက်အုံမှန်သမျှကိုဖျက်ပစ်လိုက်မှသာကြဘိုးလုံးဝကင်းသွားမယ်လို့ဆိုတဲ့နိုင်ငံရေးသမားကြီးရဲ့စကားကိုလည်းပြန်ပြီးသတိရမိပါတယ်မင်းအောင်လိုင်းဆိုတာအမြင့်ပေါက်ယုံနေမကအမြင့်တောင်တော်တော်ရှည်နေပြီဖြစ်တဲ့ကြဘိုးပဲစစ်အာဏာရှင်အဆောက်အုံတစ်ခုလုံးကိုဖြိုဖျက်ပစ်နိုင်မှသာပြည်သူတွေနဲ့သက်ဆက်နေတဲ့ကြဘိုးတွေကင်းစင်ပဲဒီတစ်ချိန်ဟာနောက်ဆုံးပဲဒီတစ်ချိန်လုံးဝအပြီးပြက်ရှင်းရပါမယ်ခင်ဗျာ